ကျွန်တော် Max ရဲ့3000 Pro All-in-One Power Station ကိုလုတ်တက်ဆန်းမယ်ပြီးတော့လို့ရှိရင်လုတ်တက်ဆန်းရင်းနဲ့ပဲသူ့ရဲ့ပန်ကာတန်ဘယ်လောက်ထိဘယ်လိုကောင်းလဲ silent ဖြစ်တယ်ဆိုတာကျွန်တော်နည်းနည်းလေးပြပေးမယ်အခုလက်ရှိကတော့ကျွန်တော်ပထမတစ်ချက်ဆန်းထားတဲ့အနေအထားမှာဒီမှာဆိုရင်ဒါက hot plate ပေါ့ infrared ကပန်ကာစုနေတယ်သူ့ပန်ကာစုတဲ့အတန်တဲ့ဒီ All-in-One Power Station ကပန်ကာတန်ကတော်လေးကိုညိန်နေဗျဒါဆိုကျွန်တော်လုတ်တက်ဆန်းကြည့်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအခုလက်ရှိမီးဘူးမဆွဲသေးခင်မှာဒီကောင်လေးဆွဲလိုက်မယ်ဆွဲပြီးတော့ကျွန်တော် air fryer ဆွဲမယ်ပြီးရင်ကျွန်တော်မီးဘူးဆွဲကြည့်မယ် air fryer ကတော့သူကဘယ်လောက်ဆွဲလဲဆို1900 2000လောက်ဆွဲတယ်ကျွန်တော်မီးဘူးပါဆွဲလိုက်တဲ့အချိန်မှာဒီမှာဘယ်လောက်ဆွဲသွားမလဲ2600ကျွန်တော်တို့3000ဆွဲတယ် okay လုတ်တက်အောင်တယ်လို့ပြောလို့ရတယ်လက်ရှိအနေထားအရကျွန်တော်ကဒီမှာ hot plate ဆွဲထားတယ်အဲ့ဒီအချိန်မှာကျွန်တော်က hot plate ကဟာကိုကျွန်တော်ဖယ်လိုက်မယ်ရော့ hot plate ဟာလေးကိုတစ်ချက်ဘေးကိုဖယ်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ကဒီခုလက်ရှိဆွဲလိုက်တဲ့အနေအထားတစ်ခုမှာဒီမှာတူကထွက်လာတဲ့ပန်ကာရဲ့လေကအေးလေးနဲ့ပြီးတော့လို့ရှိရင်လေတဲ့အတန်ကလည်းလုံးဝ silent ဖြစ်တယ်ဆိုတော့ဟာကိုလုံးဝ confirm ဖြစ်လို့လုပ်လို့ရတယ်ပေါ့ကဲဒါကတော့ကျွန်တော်တို့ Max ရဲ့3000 Pro 2 version ပါဗျ